သူများကိုတိတ်ပြီးမတနာပါနဲ့နောက်ဆုံးတနာစရာအကောင်းဆုံးသူကကိုဖြစ်နေတတ်ပါတယ်ဘဝမှာအပင်ပန်းဆုံးအလုပ်ကမျောလင်းချက်နဲ့အသက်ရှင်ရတာအပင်ပန်းဆုံးပါပဲမျောလင်းချက်တွေကိုထင်တယ်လို့ဖြစ်မလာတဲ့အခါဆက်တွဲနေတာတွေလည်းဖြတ်ရမယ်ဖက်တွဲနေတာတွေလည်းရပ်ရမယ်အတွေးလွန်တာတွေကိုလည်းလျှော့ရပါမယ်အားနာတဲ့စိတ်ကိုလည်းပဲလျှော့ရပါမယ်ဒါမှပဲအေးအေးချမ်းချမ်းနဲ့ဘဝကို80ရှင်တန်နိုင်မှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်သူတို့အတွက်နဲ့ကိုယ့်အတွက်ကိုတောင်မေ့နေရတဲ့အခိုက်အတန့်အချိန်တွေရှိပါတယ်သူတို့အဆင်ပြေပါစေဆိုပြီးတော့မှကိုယ်အဆင်မပြေတာတွေကိုမေ့ပြီးတော့ကိုနှစ်သိမ့်ပြီးဖို့မေ့နေတတ်ပါတယ်တစ်ခါတလေမှလမ်းပြောင်းတယ်လို့စိတ်ထဲဝမ်းနေတယ်လို့အထီးကျန်ဆန်တယ်လို့နဲ့ဘသူကိုပြောပြရမှန်းမသိအောင်မွန်းချက်ဖူးရလိမ့်မယ်ဒါတွေအားလုံးကသူများအတွက်ဆိုပြီးတော့မှကိုယ့်အတွက်ကိုမေ့နေတဲ့နောက်ဆက်တွဲတွေဖြစ်ရပါပဲဒါကြောင့်ဘဝမှာကိုမရှိရင်မဖြစ်ဘူးလို့မတွေးပါနဲ့ကိုအားကိုးလွန်ပြီးတော့သူတို့ကိုယ်တိုင်မရက်တည်နိုင်တဲ့အခါမှာတိတဲ့လွန်တဲ့ကိုကပို့ပြီးတော့ဝင်ပြီးပါတယ်မိသားစုတစ်ခုမှာပဲဖြစ်လုပ်ငန်းခွင်လူဖွဲ့စည်းစားတဲ့အားလုံးမှာလိုက်တိတဲ့လွန်သူတာဝန်တိတဲ့လွန်သူကပို့ပြီးတော့ပင်ပန်းရပါတယ်ဒါပေမဲ့ပင်ပန်းခံထားရတဲ့လောက်ပြန်ရတဲ့အရာအလုံးကမထိုက်တန်ဘူးဆိုပြီးတော့မှလည်းစိတ်ပင်ပန်းမခံပါနဲ့လောကမှာကျွန်မဘလောက်ထိတော်ပါတယ်တတ်ပါတယ်ကောင်းပါတယ်ပြောခဏန်းလိုလူတွေရှိနေတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ရက်တိုင်းကအတိမပြုခံရဖို့မပြောနဲ့အောက်ဆုံးထိဆွဲချမခံရရင်တောင်ကံကောင်းပါတယ်ဒါကြောင့်ဘာလို့ပဲလုံမျောလင်းချက်မထားပါနဲ့ကိုတန်းတဲ့လောက်လှုပ်ပြီးတဲ့အပေါ်မှာပဲခြေနှက်ပါကိုချစ်ပါကိုမရှိတဲ့အရာအလုံးကသူ့ဟာသူလက်ပတ်နေမှာပဲဖြစ်ပါတယ်ကိုအားကိုပါအနားမှာဘသူကမှအမြဲတမ်းရှိနေမယ်လို့မတိကြတဲ့အတွက်ကြောင့်ဒုမှမရှိလည်းပဲတယောက်တည်းရှင်တန်နေအောင်အကျိုးစားပါ